လုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာကျမတို့စိုင်းကြီးတွေမှာပေါ့နော်ဈေးအများကြီးပေးစားရတဲ့ကြက်မြင့်ကြက်တဲ့အဆက်ကြော်လေးကိုကြော်ပြပေးတော့မှာဖြစ်ပါတယ်ရှင်ကဲအဆုံးထိလိုက်ပြီးတော့ကြည့်ကြပါဦးနော်ကျမတို့ကြက်မြင့်ကြက်တဲ့ကိုစားရင်းကြုံမှုစတွင်းနဲ့တမအောင်နဲ့ထားပါမယ်ပြီးလို့ရှိရင်ချင်းကြက်တူတူကိုထောင်းထားပါမယ်ပြီးတော့တင်ရွယ်လေးကိုဆေးပြီးတော့အခြောက်ခံတာပေါ့နော်စီတူတူလေးကိုကျမတို့ကြက်မြင့်ကြက်တဲ့ကိုမပြုတ်တော့ဘူးလို့ပေါ့နော်ကျမတို့ဒီအစိမ်းလိုက်ကိုထည့်ကြော်ပေးပါမယ်ရှင်တောင်းဒီမှာပါတဲ့သူတွေဆိုလို့ရှိရင်ပြုတ်လို့ရပါတယ်ကျမတို့ကတကယ်တခါနဲ့အစိမ်းလိုက်ထည့်ကြော်ပေးပါတယ်ရေခမ်းလာရင်ထည့်ကြော်ပေးပါတယ်ရှင်ဒီလိုမျိုးလေးပေါ့နော်အယောင်လေးရဲလာပြီဆိုလို့ရှိရင်တော့ကျမတို့ခုနကထောင်းထားတဲ့ဂျင်းကြက်တူတူပေါ့နော်အဲ့ဒါလေးကိုထည့်ပါမယ်ပြီးလို့ရှိရင်တမအောင်လို့ရမယ်ရှင်ဂျင်းကြက်တူတူကမွေးလဲမွေးတယ်ပြီးလို့ရှိရင်ညီနှနေတဲ့ကြောက်တယ်ပေါ့နော်လုံးဝညီနဲ့မနှံတော့ပါဘူးရှင်အဲ့ဒါကိုကျမတို့ဝေပါမယ်ရှင်ကျမကအသေးစားဘလူးမဆိုတော့အသေးလေးထည့်ထားတော့နည်းနည်းလေးတော့အိုးတော့ကတ်ချင်ပါရဲ့ရှင်ဒီနေရာမှာအသေးမထည့်ဘူးဆိုလို့ရှိရင်လည်းအဆင်ပြေပါတယ်ရှင်ဒါပေါ့နော်ကျမတို့ဝေလာတာဆိုလို့ရှိရင်ကြက်မြင့်ကြက်သေးမှာပေါ့နော်4000မိုးပဲရှိပါတယ်ရှင်ဆိုင်မှာဆိုလို့ရှိရင်တအားစီးကြည့်ပြီးတော့ဝယ်စားရတယ်ပေါ့နော်ကဲအဲ့လိုငွေပြီးသွားပြီဆိုလို့ရှိရင်ကျမတို့ငရုတ်ဒီကျန်းမို့ပေါ့နော်ပုံစားလိုက်တော့အဆက်ပေါ်မူကြည့်ပြီးတော့ထည့်ပါမယ်ရှင်ငရုတ်ဒီနေရာမှာလေအဓိကတတိထားမှာငရုတ်ဒီကိုလုံးဝမကျုံးသွားစေဘူးပေါ့နော်ငရုတ်ဒီအယောင်လေးရေးလာပြီဆိုမှလည်းချက်ချင်းချပြရပါမယ်ကျမတို့ကတော့ပူပြီးမွေးရစားချင်တဲ့အတွက်ကြောင့်မလို့ပြင်းတော်တင်ရွက်ကိုထည့်လိုက်ပါမယ်ရှင်ကဲနောက်ဆုံးမှာတော့ဒီလိုပေါ့နော်အရသာရှိပြီးတော့စားချင်စပွဲဖြစ်တဲ့ကြက်မြင့်ကြက်တဲ့60ကျော်လေးကိုရပါပြီရှင်